မင်္ဂလာပါရှင်ကဲဒီမှာရောင်းနေပါရှင်ရောင်းမှုတွေလည်းရပါမယ်ကစုံတွေလည်းရပါမယ်ရှင်ကဲအများကြီးပဲကစုံမလို့ရောင်းလေဘယ်လိုရောင်းလဲသင်ဆိုင်ရှင်ပြင်ပေးလိုက်အောင်2500ပါဟုတ်လေဒီပေးလိုက်ဒီပေးလိုက်လေဟောဒီမှာအဲ့ဒါကစုံနှစ်ပိတ်တာလောက်ယူကြတယ်ကဲကစုံဖြစ်ပါရှင်ပြီးတော့နေဟိုဘက်လိုက်ပြမယ်ဟိုဘက်လိုက်ခဲ့ပါဟိုဘက်လိုက်ဒီတမီးရောင်းပေးမယ်နော်ဟုတ်ကဲ့ပါရောင်းပေးမယ်ကဲတော့စကွန်ကြီးလည်းရမယ်စကွန်ကြီးရမယ်ပဲရမယ်ညုတ်သီးရမယ်ရှောက်သီးရမယ်ကြည့်ရှောက်ချင်ပြီလားတော်မင်းရမယ်ဘူးသီးရမယ်ဦးလေးရမယ်ကြောက်သီးရမယ်ပြီးရင်စကွန်ကြီးရမယ်ဒါပါလေမူဒါရုံရုံအဲ့ဒီဒါပါခရီးကလည်းရမယ်ဟုတ်ဒီမှာစာလေးခွေလည်းရမယ်အခွေတွေရနေပြီနော်အခွေထုတ်ချင်တဲ့သူများတာအခွေတွေရနေပြီကဲမပဲလည်းရမယ်ကဲအဲ့ဒီရောင်းကောင်းပါစေမင်းဝင်ရောင်းပေးရဟိုဘက်လိုက်ရောဟိုမှာဒီဆိုင်ကအများကြီးပဲနော်ဒီဘက်မှာဒီနောက်မှာအော်နောက်ဆိုင်ကြော်ညာပေးရပါဒီလိုဆိုင်ပြောင်းဖို့ပေါ့တွေဒါမရွေးတွေဟုတ်တယ်နော်မရွေးလက်ထချောက်အများကြီးပဲနော်ရုပ်ကပဲချင်းပဲကြီးတော့ပဲကျော်ဒါဖျက်သီးတွေလည်းရပါခရဲသီးကျွဲကိုသီးတွေရပါတယ်ဒီလိုများကြီးဒီမှာကဲဒါအုပ်ဖို့ကဥနေလေးမို့ဖြစ်ပါရဲ့ကျောင်းမှုတွေနဲ့ခက်နေတာဘူးတွေနဲ့လက်ဆောင်ပေးရမှာရောက်ဒီကိုခိုင်းလိုက်နော်ရောက်လေးရွယ်လေးဒီလိုတပါဘိုင်ကဲဒီနေ့အန်ဒီလဲဈေးရောက်ကောင်းပါလေဝိုင်းရောက်ပေးလိုက်ပါရှင်